ထောပတ်တီချမ်းမာရေးပြည့်စုံအောင်စားသုံးနည်း10ချက်တစ်နေ့စဉ်အလျှောက်တင်စားပါတနေ့လင်တစ်ခွင်ဆွဲသို့မဟုတ်တစ်ခွင်လောက်ကအကောင်းဆုံးကုံအောင်စားရင်အဆီဓာတ်များနေလို့ကယ်လိုရီမြင့်နိုင်တယ်နှစ်အနက်အကက်မရှိတဲ့အချိုးမထည့်ပဲတဘာဝအတိုင်းစားမှာတခြား condensed milk တွေထည့်စားရင်အချိုးဓာတ်ပိုပြီးကယ်လိုရီမြင့်မားတတ်တယ်သုံးအာဟာရပြည့်ဝအောင်အစလတ်ချဲတွေထည့်စားပါကယ်ရိုလက်လီတခွာသည်ပြားရည်နည်းနည်းဖြင့်စီးလိမ့်မိုက်အောင်အလွယ်တကူတောက်နိုင်တယ်၄ whole grain bread နဲ့ toast ဖြစ်ရောဆက်စားပါမနက်စာအချိုးစပွားလို့မဟုတ်ပဲအာဟာရတန်ပြည့်ဝငါမုံညက်မရှိအောင်တီးတန့်ခွန်ပြီးချက်ပြုတ်မထားပဲစားပါအရသာအာဟာရတွေမပြည့်စည်အောင်၆smoothie အဖြစ်သဘာဝနို့သို့မဟုတ်ဝါးသီးသွက်အနှဲငယ်နဲ့ရောဆက်တော့ပါစားလွယ်တောက်လွယ်အာဟာရဓာတ်များလည်းတန်ဆွာထိန်းနိုင်တယ်။ Con Omega 3ဓာတ်များပါဝင်တဲ့အားလုံးပိုအာဟာရရှိအောင် salmon နဲ့တွဲစားပါနှလုံးကျန်းမာရေးအတွက်အထူးကောင်းမွန်။ 8တကြားထွတ်စားစေမဲ့မုံအီးပေါင်းတွေမပါအောင်ရှောင်ပါထောပတ်တီးဟာကျန်းမာရေးအတွက်ကောင်းပေမဲ့အခြားအချက်အလက်များကရောနှောပြီးမကောင်းနိုင်တယ်။ကိုတည်ငြိမ်မှုလိုသူများအတွက်နေ့လယ်စာအနေဖြင့် sandwich ထည့်စားပါလူနာတွေသွားပြောခြင်းမကောင်းသူတွေအတွက်အလွယ်တကူစားနိုင်ပြီ30တီးပစ်နေစေမဲ့တဘာဝအဲကန်ဖိအနန္တာကာစက်မှုနည်းတဲ့စားကိုအနှဲငယ်သာဖြန်းသုံးပါပို၍အဖွဲနှင့်အောင်အကျွဲ့မဲ့လဲရ salt overload မဖြစ်အောင်